လူတယောက်ဟာမတော်တဆဗမ်ပိုင်ယာအတိုက်ထဲကိုပြုတ်ကျသွားခဲ့တယ်သူတေခါနီးစက်ဆက်အချိန်မှာပဲဗမ်ပိုင်ယာဘုရင်မက်ကသူ့ရဲ့ရုပ်ရည်ကိုသဘောကျသွားပြီးဆွဲလန်းသွားခဲ့တယ်ဒါကြောင့်သူမရဲ့လက်မောင်းကိုဓာတ်နဲ့လီပြီးသွေးတွေကိုသူ့ပါဆက်ထဲတိုက်ကျွေးလိုက်ပါတယ်ချက်ချင်းဆိုသလိုပဲသူ့ရဲ့ခန္ဓာကိုယ်ကတိတိတသာပြောင်းလဲသွားခဲ့တယ်သူဟာမယုံနိုင်လောက်အောင်မြန်ဆန်တဲ့အရှိန်အဝါကိုရရှိလာတဲ့အပြင်နေအောင်ကိုလည်းမကြောက်တော့ဘူးသူဟာဗမ်ပိုင်ယာမျိုးစိတ်တစ်ခုဖြစ်သွားခဲ့တာပါမကြခင်မှာပဲမိသားစုတစ်ခုတိုက်ခိုက်ခံရပြန်တဲ့ဗမ်ပိုင်ယာအုပ်ကြီးကဝိုင်းအောင်လာတဲ့အခါမိခင်ဖြစ်သူကသမီးဖြစ်သူကိုမြေရောက်ခန်းနဲ့အမြန်ဝက်ပေးခဲ့တယ်လင်မယားနှစ်ယောက်ပြန်ခုခံပေမဲ့တိတ်မကြခင်မှာပဲသူတို့ရဲ့အော်ဟစ်တန်တွေဟာငြိမ်သက်သွားခဲ့တယ်မြေရောက်ခန်းထဲမှာပုံနေတဲ့သမီးလေးလည်းမလွတ်မြောက်ခဲ့ပါဘူးဗမ်ပိုင်ယာတက်မတော်တွေကိုတိုက်ခိုက်ဖို့လူသားတွေဟာဓာတ်တွေကနေတင်းနက်တွေနောက်ဆုံးနျူကလ িয়ার လက်နက်တွေအထိအသုံးပြုခဲ့ကြပေမဲ့အကုန်လုံးကိုတော့မတုတ်တင်နိုင်ခဲ့ပါဘူးကဘာကြီးဟာလည်းဘုံတံတွေကြောင့်ပျက်စီးကိုရင်းသွားခဲ့ရတယ်နတ်ဖူးပေါ်မှာလက်ဝါးကတိုင်တက်တူးထိုးထားတဲ့စစ်တီတော်ဘုံတော်ကြီးများပေါ်ထွက်လာပြီးတဲ့နောက်မှာဒီစစ်ပွဲဟာအဆုံးသတ်သွားခဲ့ပါတယ်ဗမ်ပိုင်ယာတွေအားလုံးကိုနှိမ်နင်းပြီးနောက်ကမ္ဘာစီစဉ်ဟာအကြီးကျယ်ပြောင်းလဲသွားပြီးစစ်ပွဲအတွင်းကဩဇာအရှိန်ဝါကြောင့်ချက်ပြဖွဲ့စည်းဟာအာဏာရဲ့ဗဟိုချက်မှဖြစ်လာခဲ့တယ်ဒီနေ့မှာတော့ရဲရရှိတယောက်ကဂျက်ကိုရှာတွေ့သွားပြီးသူ့ရဲ့တူမလေးဗမ်ပိုင်ယာတွေစီအဖမ်းခံလိုက်ရကြောင်းပြောပြတယ်ဂျက်ဟာသူ့ရဲ့စစ်တီတော်ဘုံတော်ကြီးအာဏာကိုပြန်လည်ရရှိဖို့ကောင်းချုပ်ဘုံတော်ကြီးများကောင်စီထံတွားရောက်တောင်းဆိုခဲ့တယ်ဒါပေမဲ့ဗမ်ပိုင်ယာတိုက်ခိုက်မှုသတင်းပေါက်ကြားသွားရင်လူထုအကြားအုပ်အော်တောင်းနှင်းဖြစ်မှာစိုးရိမ်တဲ့အတွက်ကောင်းချုပ်ကညှင်းပယ်ပြီးဒီကိစ္စကိုဖုံးဖိဖို့ပဲစူးစမ်းခဲ့ပါတယ်ဒါကိုကြားရတဲ့အခါဂျက်ဟာအလွန်ဒေါသထွက်သွားတယ်သူဟာတစ်ချိန်ကလူသားတွေရဲ့ကယ်တင်ရှင်စစ်တီတော်ဘုံတော်ကြီးတွေရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပေမဲ့အခုတော့လူပိုတယောက်လိုဆက်ဆံခံနေရပြီးသူ့မိသားစုကိုတောင်မကယ်တင်နိုင်တော့ဘူးဒါကြောင့်ဂျက်ဟာချက်ပြအတွက်အလုပ်လုပ်တာကိုရက်ဆိုင်ပြီးအဆက်အသွယ်ဖျက်လိုက်တယ်ပြီးနောက်သူ့ရဲ့ဆိုင်ကယ်ကိုစီးပြီးထွက်ခွာလာခဲ့တယ်သူဟာတစ်ချိန်ကဗမ်ပိုင်ယာတွေကိုချုံနှောင်ထားတဲ့မြေအောက်ခံတပ်ဟောင်းတစ်ခုကိုရောက်လာခဲ့တယ်အဲ့ဒီနေရာဟာစွန့်ပစ်ထားတာကြာပြီဖြစ်လို့ဗမ်ပိုင်ယာတွေကအတိုက်ဆောင်နေကြတာပါရှာဖွေနေတော့မှာပဲသူတို့ဟာဗမ်ပိုင်ယာအစေပါတွေရဲ့ခြုံကိုတိုက်ခိုက်ခြင်းကိုခံရတယ်ရဲရရှိဟာကျဲရဲ့နာမည်ကိုအော်ဟစ်ပြီးအသက်လူပြေးခဲ့ရပေမဲ့အပြင်ဘက်မှာလည်းအစေပါတွေအများကြီးထက်ရောက်လာပြန်တဲ့ရဲရရှိပိတ်မိပြီးအသက်ပေးနဲ့ကြုံနေရချိန်မှာဂျက်ကရုတ်တရက်ပေါ်လာပြီးသူတို့ကိုတားဆီးလိုက်တယ်ဒီလိုအစစ်နှိမ်ကောင်တွေကိုတတ်ဖို့ကြီးစံတောင်မဖြုံးတင်ဘူးဆိုပြီးဂျက်ကလှုပ်ရှားမှုအနှဲငယ်နဲ့တင်အားလုံးကိုရှင်းပြလိုက်တယ်ဂျက်ကသတင်းချက်လက်ရဖို့အစေပါတစ်ကောင်ကိုတက်ညာပြီးခြံထားခဲ့ပေမဲ့မမေးမြန်းရသေးခင်မှာပဲရုတ်တရက်ညှက်မောင်သွားခဲ့တယ်တနေ့လုံးမောင်တိကျသွားပြီးမြေအောက်မှာပုံအောင်နေတဲ့ဗမ်ပိုင်ယာတွေဟာစတင်လှုပ်ရှားလာကြပါတော့တယ်